Ok, alo mấy mình là bà. Thì nay đó mấy sau cái nhỉ lý tiêu to bọn nó sẽ à lý lắc nghe lâu bị phía đạp phía bà đây. Một đấy đó nó thon nó sân nè một đấy bọn nó. À bông mà à phía đó thì lái này à đây một tuổi lù nhiều nó lái mà rồi chứ. À nhà đó thì đấy sẽ à xây nhau những một đấy chỉ mấy pin bia qua chỉ mấy. Ấy một đấy về tuổi à bọn nó. Ok, thì nay đó tôi thu ra một đấy miếng lấy kilo à lấy cũng mà con nó thòng mấy chỉ đi đấy bọn nó. Ok, set đàn này chạy nào nào nào. ပြောင်းတော့ရိုးထဲမှာပဲရှိတယ်ပေါ့နော်အရင်ဆန်ဆန်ပြမဖြစ်နေဘူးပြီးအနောက်ကအမီးတွေကလည်းဖြုတ်ပြရမယ့်အနေထားမှာရှိနေဗမ်းမှန်တွေကလည်းဖြုတ်ပြမှရမယ့်အနေထားမှာရှိနေဘယ်ကစီးတာမစီးတာဆိုလို့ရှိရင်ဒီမှာထုံနေတော့တက်နေပေါ့နော်ဒါတော့ကြောင်းသားတွေစီးတဲ့ဘိန်းပေါ့နော်ကြောင်းသားတွေဆိုတော့သူတို့ကြောင်းမှာသွားလာတော့အများကြီးဖိုင်ပြီးမစီးနေပါဘူး2ကီလိုမီတာနဲ့ဒီဘိန်းအနေထားနဲ့ကတော့လုံးဝအော်ကြောထဲမှာရှိနေတယ်ဘာမှအပြည့်ပြောစရာမလိုတာယာတွေဆိုရင်လည်းဒီဝဲလာတွေကအတိုင်းပဲပေါ့နော်ဘာမှမလုပ်တာဟုတ်အဲ့တော့မိုက်ပါတယ်โอเคဒီကောင်လေးကိုဆိုလို့ရှိရင် तू ကခေါ်ထားတဲ့ဈေးကတော့2,800နဲ့9,000ခေါ်ထားတာပေါ့နော်သူရဲ့ခေါ်ဈေးအဲ့တော့ကိုတွေလာပြီးတော့စကားပြောကြည့်ပါကြည့်တော့စစ်ပေးတာပေါ့နော်2,900ခွဲနဲ့ပြတ်ပါတယ်အဲ့ဒီဈေးနေထားနဲ့ရတာပေါ့နော်ဒါတော့ညီငယ်တွေဈေးစစ်အားကင်မယ်ဆိုလို့ရှိရင်ဒီ model ထဲမှာဆိုရင်တော့ဒီဈေးတန်းတွေမှာပဲတွားနေတာပေါ့နော်သူမှဆိုပြန်လောက်ရမယ်ဆိုရင်တော့ပေါ့နော်ဒီနောက်ကအမီလေးဖြုတ်ရမယ်ပြီးလို့ရှိရင် exhaust ကတော့တိတ်မလှဘူးပေါ့နော် exhaust လေးတစ်လုံးလောက် dynamic ဖြစ်ပေါ့နော်6,000လောက်တန်လောက်ထည့်လိုက်မယ်ဆိုပတ်စံ9,000 8,000လောက်တုံလိုက်မယ်ဆိုရင်တော့ဘယ်ကမိုက်နေပြီပြီးလို့ရှိရင်ဒီချူတစ်ခုလဲပေါ့နော်ဒီကောင်တစ်ခုလဲလိုက်အားလုံး9,000 8,000လောက်တုံလိုက်ပြီးလို့ရှိရင်တော့အရန်ကိုခေါ်လို့ရနေပြီနော်ဘာမှအများကြီးလောက်စရာမလိုပါဘူးဈေးဆရာတွေကအရန်လှပြီးသားဒီမှာသူဒီကောင်ဆိုလက်ဆောင်ပေးတာနော်လက်ဆောင်ပေးတာဆိုလို့ရှိရင်ဒီမှာ exhaust တွေပါတာပေါ့နော် exhaust လက်ဆောင်ပေးတာတယ်โอเคဒီနေသားဖြစ်တယ်ပေါ့နော်ဒါတော့ဈေးဆရာ2022 model ရဲ့အနေထားဖြစ်ပါတယ်သူရဲ့ဈေးနှုန်းကတော့ပြင်းပြင်းတေချာဆင်လာတာပါတာများရင်တော့3 သိန်းပတ်ချလဲလောက်မှတွေ့ရပါတော့နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးထူပဲတင်ပါတယ်